အားလုံးမင်္ဂလာပါဒီရဲ့အလီကာခါရီချက်မှာပေါ့နော်အကွာအလီယာပြင်ထားတဲ့အရွက်ကခါရီလီလို့ခေါ်ပါတယ်ရှင်အဲ့ဒါကိုခါရီလီကဘာလို့ခါရီလီထဲလဲတချို့တွေကမထဲဘူးနော်ဒါပေမဲ့အခုတည်းကဒီအိမ်ကတည်းကကြိုက်ရပေါ့နော်ကြိုက်တဲ့အတွက်ကြောင့်အလီကာခါရီလီထပ်ပြီးမှာပဲဖြစ်ပါရှင်ခါရီလီကလည်းမူရပေါ့နော်ပြီးတော့အလီကအာလူပေါ့နော်အာလူကသူများဆိုရင်အနည်းဆုံး၄လုံးလောက်ရှယ်ပေါ့နော်ဒါပေမဲ့အလီကဘယ်လိုရှယ်လဲမသိ9လုံးလောက်ရှိမှသိနေအဲ့ဒါအရင်တော့အလီတေးလေးပဲလိမ့်ပါတယ်အခုကအလီအကြီးလိမ့်မှာပေါ့နော်ဘာဖြစ်ဆိုတော့အကြီးလီမရမှာအကြီးခုံမရမှာပေါ့နော်ဘာဖြစ်လို့ဆိုတော့ချက်အကြိုက်ချက်ဆိုတော့တာပြော့လုံးဆိုကြေပွားကုန်ပေါ့နော်အဲ့ဒါကြောင့်အလီကအကြီးလီပါတယ်ရှင်ချက်သားလည်းအကြီးခုတ်ထားပါတယ်ရှင်ခွာအလီကစကြော်တော့မှာပဲဖြစ်ပါတယ်ရှင်တကယ်လို့ထေးတို့အတွက်ပိုင်းချိန်ကောင်းမလဲဆိုတော့မစင်စားတဲ့သူတွေအတွက်ဒီမှာအလီချက်ထားတဲ့ခါရီကိုကြည့်ပြီးတော့လက်ချက်ကူလို့ပြချင်ပါတယ်ရှင်ဒါတထေးဆိုင်ထေးကြိုက်ရပါတော့အလီက2015မှာတစ်ခါပဲရှက်ပူပါတယ်အခု2016မှာစပြီးတော့နောက်တစ်ခါဒုတိယတစ်ခါပဲရှက်ရပါတော့အရင်ဆုံးဘာထဲရမလဲဆိုတော့အရင်ဆုံးအလီကအစီအရင်တာရမှာပေါ့နော်ဒါပေမဲ့ loss အလီကဘာပိုက်တုံးလဲဆိုအလီကပြပြီးတော့ပေါ့နော်ကွာအိုးအရင်ပူအောင်လုပ်တော့ပေါ့အိုးပူပြီးသွားရင်အလီကစီကိုလောင်းထည့်ပြီးတော့စီကိုပူနွေးအောင်အလီအရင်မွေးရပေါ့နော်စီပူသွားပြီးဆိုရင်အလီကလက်မကလနဲ့ဂျင်ဂျာထည့်တာပေါ့နော်အဲဒီလက်မကလနဲ့ဂျင်ဂျာအနက်မွေးအောင်ကြော်ရတာပေါ့နော်ကိုကြော်ပြီးသွားရင်ခဏခါရီရပေါတာလေးအဲ့ဒါဆိုင်မှာတော့ဝယ်လို့ရအောင် NTUC အများရှိရနော်အမဝယ်လို့လည်းရတယ်မွေဈေးအရှိရဈေးရှိခဲ့လေဈေးဆိုင်မှာတော့ဝယ်လို့ရအောင်နော်အမဘာလဲအလီခါရီဘာလဲပေါတာထည့်လာပေါ့နော်သူကတထုပ်ဆိုလဲအများကြီးရပါတယ်အများကြီးရှိပါတယ်အမအလီကြော်နေ brown နဲ့ထိကြော်ပေးရတာပေါ့နော်မခါရီရပေါတာ brown နဲ့ထိကြော်ပေးမယ်တခဏလာကြော်ပြီးတော့ကြက်သားထဲမှာပေါ့နော်အခုအလီယာကြက်သားအကြီးလီလာရပေါ့နော်အရင်တော့ကြက်သားသေးလေးပဲလီပါတယ်ဒီတစ်ခါသေမလဲ surprise နဲ့လှုပ်ရှင်ပေါ့နော်အကြီးလီလိုက်ပါလားရှင်အကြီးခုတ်ပြီးတော့ချက်တာပေါ့နော်ဝါစားချင်စရာရင်ပြီးတော့အလီလိုက်